လာကြမယ်မင်းရဲ့ပုဂ္ဂိုလ်ရေးရာကိစ္စတွေမှာငါဝင်မပါချင်ဘူး I don't want to interfere in your personal affairs မင်းငါ့ကိုမကြိုက်ဘူးဆိုရင်လည်းမကြိုက်ကြောင်းပြောပါ If you don't like me please say so သူကဟန်ဆောင်ကောင်းတဲ့သူ He is a great presenter ပထမတော့သူ့ရဲ့ယဉ်ကျေးတဲ့ပုံစံကြောင့်ငါအထင်ကြီးသဘောကျခဲ့မိတယ် I was impressed by his polite manners at first နောက်တော့မှသူကရိုင်းပြသူတစ်ယောက်ဖြစ်နေရော Later he turned out to be a rude guy အင်္ဂလိပ်လိုစာတမ်းထုတ်ပေးထားတာကိုလိုက်ဖတ်ပြီးတော့အပြောလေးကျင်ပေးပါမင်းရဲ့ပုဂ္ဂိုလ်ရေးရာကိစ္စတွေမှာငါဝင်မပါချင်ဘူးမင်းငါ့ကိုမကြိုက်ဘူးဆိုရင်လည်းမကြိုက်ကြောင်းပြောပါသူကဟန်ဆောင်ကောင်းတဲ့သူပထမတော့သူ့ရဲ့ယဉ်ကျေးတဲ့ပုံစံကြောင့်ငါအထင်ကြီးသဘောကျခဲ့မိတယ်